နေထွက်ချိန်ဖုံတထောင်းထောင်းထားနေတဲ့လွန်ပြင်းကျဲကြီးတစ်ခုပေါ်မှာမတ်တက်ရက်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါမြူနှိမ့်တွေကမြေပြင်ပေါ်မှာဖုံးလွှမ်းနေတုံးပဲ မိုးကုတ်စဝိုင်းကနေအလင်းရောင်တွေဖြတ်ထွက်လာတဲ့အခါမှာတော့ခမကားရှိမှဖျားပထိုးတွေကိုစတင်မြင်တွေ့ရပါလိမ့်မယ်။ယာနဲ့ချီထောင်နဲ့ချီတဲ့ဖျားပထိုးတွေပေါ့ ခညာမျက်စိတစုံကြည့်လိုက်တဲ့အရက်မျက်နှာတိုင်းမှာအပြည့်ပါပဲအခုအဲ့ဒီမျိုးကြီးဟာသူ့ဘာသာသူဖျက်ဆီးခဲ့တယ်ဆိုတာကိုစိတ်ကူးကြည့်လိုက်ပါ စစ်ပွဲကြောင့်မဟုတ်ဘူးကက်ယောဂါကြောင့်မဟုတ်ဘူးငတ်မှုခေါင်းပါမှုကြောင့်လည်းမဟုတ်ပါဘူးဆူတောင်းခြင်းတွေကြောင့်ပါရှီဟောင်းပကံမြူတို့ဟာအထုံးတောက်ဆုံးအချိန်မှာ26စတူရိုင်းကီလိုမီတာအကျယ်ဝန်းအတွင်းမှာချင်းဗုဒ္ဓဘာသာဖျားပထိုးပေါင်းတောင်းကျော်ကီရှိခဲ့ပါတယ်ဖယင်းတွေဟာသူတို့အင်ပါယာရဲ့ရာသမြော်သောငွေကြေးအရင်အမြင့်နဲ့ချွေးနှဲစာအားလုံးကိုဖျားเจ้าကန်တွေတိစောက်တဲ့နေရာမှာပဲပုံအောပြီးတုံးဆွဲခဲ့ကြပါတယ်သူတို့ရဲ့စစ်တပ်တွေမှာဘတ်ဂျက်မရှိတော့ဘူးပြည်သူတွေငတ်မွတ်ခဲ့ရတယ်အဲ့ဒီအချိန်မှာပဲလူသားသမိုင်းမှာအကြောက်ရဆုံးကျူးကျော်သူဟာမြို့တကားဝါကိုရှောက်ရှိလာတဲ့အခါမှာတော့ပကံဟာစစ်ရှုံးယုံနေမဟုတ်ပါဘူးသူတို့ရဲ့အလွန်အကျွမ်းယုံကြည်ကိုးကွယ်မှုတန်းအောင်မှာတင်ပြိုလဲပျက်စီးသွားခဲ့တာပါဒါဟာစုကောင်းရဲနဲ့တေဆုံးသွားခဲ့ရတဲ့မြို့တော်ကြီးရဲ့ဇလံမဲဖြစ်ပါတယ်ပကံမှာဘာဒီဖြစ်ဖြစ်ခဲ့လဲဆိုတာနားလဲဖို့အတွက်ခရစ်တကရ849ခုနှစ်စီကိုပြန်သွားကြည့်ရအောင်အဲ့ဒီအချိန်ကအခုမြန်မာနိုင်ငံလို့ခေါ်တဲ့အေယာဝတီမိကံပီမှာပကံနိုင်ငံတော်စတင်ထွန်းကားလာတဲ့အချိန်ပေါ့ ဒါဟာတေးငယ်ပြီးမေ့ပြောက်လွယ်တဲ့ယဉ်ကျေးမှုတစ်ခုမဟုတ်ပါဘူးအထွန်းတောက်ဆုံးအချိန်မှာပကံနိုင်ငံတော်ဟာအရှေ့တောက်အာရှကုန်းမြေတစ်ခုလုံးနှီးပါးကိုစိုးမိုးထားနိုင်ခဲ့တာပါ စံပြတဲ့ကုံသွေးကြီးကွန်ရက်တွေအင်အားတုံးတဲ့စစ်တပ်နဲ့အမှုပညာရည်မှန်းချက်မြင်မာတဲ့ယဉ်ကျေးမှုတွေရှိခဲ့ပါတယ်အဲ့ဒီယဉ်ကျေးမှုဟာကဘာမြေပေါ်မှာဒီနေ့ခေတ်အထိလာရောက်လဲပတ်သူတွေကိုအားတင့်စေမဲ့တမိုင်းအမွေအနှစ်တွေကိုခြံထားကြခဲ့တာပါ ဒါပေမဲ့ပကံဟာမျိုးတော်အထုထက်ပိုပါတယ်ဒါဟာဒီနိုင်ငံတော်ကိုနတ်ဖျားတွေကရွေးချယ်ထားတာထက်ကြောင့်ကောင်းကင်ဘုံကိုထုတ်ဖော်ကြေညာလိုက်တဲ့သက်သေတစ်ခုပါပဲ ဗုဒ္ဓရဲ့အဆုံးအမတွေအပေါ်မှာလုံးလုံးလျားလျားသက်ဝင်ယုံကြည်ပြီးကောင်းချီးပေးခံထားရတဲ့နေရာပေါ့ ခရစ်တက်ကရစ်1414ခုနှစ်မှာအနော်ယာထာမင်းကြီးနန်းတက်လာတဲ့အခါထေရဝါဒဗုဒ္ဓဘာသာကိုပြောင်းကိုးကွယ်ခဲ့ပြီးနိုင်ငံတော်ရဲ့တရားဝင်ဘာသာအဖြစ်သတ်မှတ်ခဲ့ပါတယ် အဲလီနောင်မှာတော့ရှီဟောင်းကဘာမှာတခါမှမမြင်ဘူးတဲ့အရာတွေဖြစ်လာခဲ့ပါတယ်ဖျားเจ้าကန်တီဆောင်မှုတွေဟာစတင်ယုံတင်မကပဲအဟုန်အရှိန်နဲ့ပောက်ကွဲထွက်လာခဲ့တာပါ နောက်တက်လာတဲ့ဘရင်တိုင်းဟာသူတို့အရင်ဘရင်ထက်တာအောင်လုပ်ဖို့ဖိအားပေးခံရတယ်လို့ခံစားခဲ့ရတယ်ဘရင်တပားရဲ့နန်းသက်ကိုစစ်ရေးအောင်နိုင်မှုနဲ့မတိုင်းတာတော့ပဲတီးခဲ့တဲ့ဖျားအရွယ်တွေနဲ့ပဲတိုင်းတာလာကြတာပါ12ရာစုရောက်တဲ့အခါမှာတော့ပကံဟာကဘာသမိုင်းမှာဘာသာရေးဆိုင်ရာအဆောက်အုံအသိသေးဆုံးနေရာဖြစ်လာခဲ့ပါတယ်ယဟန်တန်ဃာတွေကုန်းတယ်တွေနဲ့ဖျားဖူးတွေမြို့ထဲမှာအပြည့်ပဲပေါ့လေထူးထဲမှာလည်းအမွေးနန့်တာနန့်နဲ့မြင်းနာကမြေစည်းနန့်တွေလွှဲနေခဲ့ပါလေဘက်ဘက်ကိုကြည့်ကြည့်ကောင်းကင်ကိုထိုးဖောက်နေတဲ့စီဒီပထိုးတွေပဲမြင်ရပါလိမ့်မယ်အဲ့ဒါဟာအလွန်ခန္ဓာထဲဝါခဲ့ပါတယ်တခါမှလည်းမရှိဘူးခဲ့ပါဘူးဒါပေမဲ့အဲ့ဒီခန္ဓာမှုဟာထောင်ချောက်တစ်ခုဖြစ်လာနေမယ်ဘယ်သူမှမသိခဲ့ကြဘူးအခုဒီဇလန်ရဲ့အမောင်ပတ်ချမ်းနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အလဲအပြောင်းကိုစတင်ပါတော့မယ်ရှေးဟောင်းပကံမှာခမည်းကဖះเจ้าကန်တဲ့ပြဲမြေယာဖြစ်ဖြစ်ပိုင်ဆိုင်မှုဖြစ်ဖြစ်လူဒန်းလိုက်ပြီဆိုရင်အဲ့ဒီအလူဟာသာဝရဖြစ်သွားပြီးအလွန်မြင့်မြတ်တယ်လို့သတ်မှတ်ပါတယ်အဲ့ဒီမြေယာတွေကိုအခွန်ကောက်လို့မရတော့ဘူးပြန်သိမ်းလို့မရဘူးတခြားကိစ္စတွေမှာတုံးလို့မရတော့ဘူးအဲ့ဒါဟာဖះပိုင်မြေတွေဖြစ်သွားလို့ပါပဲနိုင်ငံတော်ဗန်တက်ရဲ့အတွက်ပြောရမယ်ဆိုရင်တော့ဖះတွေကအခွန်မဆောင်ကြပါဘူးဖះတက်တဆူတီးလိုက်တိုင်းနိုင်ငံတော်ရဲ့စီးပွားရေးအခြေခံဖြစ်တဲ့မြေယာတွေဟာတဆဆနဲ့လော်နီးသွားခဲ့ပါတယ်ဘရင်တိုင်းက
သူ့ရဲ့တရားတရားကိုတက်သိပြဖို့စူးစမ်းနေကြတဲ့အတွက်ရွှေတွေလူဝါးတွေနဲ့အရင်းအမြစ်တွေဟာလမ်းတန်တာစစ်တပ်နဲ့အခြေခံအဆောက်အုံတွေစီမရောက်တော့ပဲဖျားတည်တဲ့နေရာမှာပဲကုံဆုံးသွားခဲ့ပါတယ် 73ရာစုရောက်တဲ့အခါတမိုင်းပညာရှင်တွေရဲ့ခန့်မှန်းချက်အရဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ဖျားတွေဟာနိုင်ငံတော်ရဲ့စိုက်ပျိုးလူရတဲ့မြေယာအများစုကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။နိုင်ငံတော်ဗန္ဒာတိုက်ဟာတွေးထွက်တန်ရိုးထင်နေပါပြီ။တချိန်ကဒီတတွင်အင်အားကြီးနိုင်ငံရဲ့ကြောရိုးထိခဲ့တဲ့စစ်တပ်ဟာလည်းရန်ပုံငွေမရှိလက်နက်ခဲယမ်းမပြည့်စုံတဲ့အခြေအနေကိုရောက်သွားခဲ့ပါပြီ။ပကံပယံတွေဟာသူတို့ဘာသာသူတို့ကြက်တဲ့အောင်လုံးမိခဲ့ကြတာပါ။ဖျားတီတာကိုရက်လိုက်မယ်ဆိုရင်ဘာသာရဲ့ပေါ်ယုံကြည်မှုအားနည်းတယ်လို့အမြင်ခံရပါလိမ့်မယ်။အဲ့ဒါဟာသူတို့ရဲ့အုပ်ချုပ်ရေးအာဏာကိုတရားဝင်ဖြစ်စေတဲ့ယုံကြည်မှုကိုတစ္ဆာဖောက်တယ်လို့ဖြစ်နေမယ်။ဒါပေမဲ့ဆက်ပြီးတည်နေပြန်ရင်လေသူတို့အာဏာရဲ့အခြေခံအုတ်မြစ်ကိုသူတို့ဘာသာပြန်တူးထုံနေတယ်လို့ဖြစ်နေပါတယ်။ဒါဟာဖြည့်ရှင်းမှုစောင့်နေရတဲ့ဗဟေလီတစ်ခုမဟုတ်ပါဘူး။ရာစုနှစ်ပေါင်း2ခုခွဲလောက်အတွင်းမှာတဖြည်းဖြည်းဖြစ်ပျက်နေတဲ့ကပ်ပေးတစ်ခုပါ။တတိထားကြည့်တဲ့သူတိုင်းမြင်နိုင်ပါတယ်။ဒါတောင်မှစေရီပထိုးတွေကစပ်ပြီးမြင့်တက်နေတော့မှာပဲ။အင်ပါယာကြီးကလှတော့လှတယ်။ဒါပေမဲ့ပိုက်ဆံမရှိတော့ဘူး။အဲ့ဒီအချိန်မှာပဲအရှိမြောက်ပါတောင်တန်းတွေရဲ့ဟိုးပါမှာတော့ကြောက်စရာကောင်းတဲ့အရာတစ်ခုကစတင်လောက်ခတ်လာပါပြီ။1990ပြည့်နှစ်တွေမှာတော့တည်င်းတွေဟာတော်မီလိုပြန့်နှံ့သွားခဲ့ပါတယ်။ကူပလိုင်ခန်ဟာသူ့ရဲ့အာဏာကိုတောင်ဘက်စီချဲ့ထွင်လာနေပြီဆိုတာပါပဲ။ဂျင်းကက်ခန်ရဲ့မိဖြစ်ပြီးလူသားသမိုင်းမှာအကြီးဆုံး empire ကိုအုပ်ချုပ်သူကူပလိုင်ခန်ဟာတောင်ဘက်စီကိုနေချဲလာနေခဲ့ပါတယ်။သူ့ရဲ့တမန်တွေပကန်းကိုရောက်လာပြီးလက်ဆောင်ပန်းနာဆက်သက်ဖို့နဲ့လက်အောက်ခံဖို့တောင်းဆိုခဲ့ကြပါတယ်။ပကန်းဘရင်နေရတီဟာပတိဟာခံမင်းကြီးရဲ့တမန်တွေကိုကိုမြတ်တီတုံ့ပြန်ခဲ့ပါတယ်။ဒါဟာအလွန်တရာမောက်မာတဲ့ဆုံးဖြတ်ချက်လားဒါမှမဟုတ်အလွန်တရာအသေးအတန်ဖြစ်နေလို့ပဲလားဆိုလာကတော့ဘာကြောင့်လဲဆိုတော့နေအာတီဟာပတေဟာသူ့ရဲ့ဖျားပထိုးတွေဖုံးလွှမ်းနေတဲ့နိုင်ငံတော်ကိုကာကွယ်ဖို့ဘလောက်ထိအင်အားရှိသေးလဲဆိုတာဘသူထံမဆိုပို့အသိနေလို့ပါပဲမွန်ဂိုစစ်တပ်တွေဟာတောင်ကြားလမ်းတွေကနေတောင်ဘက်စီချီးတက်လာခဲ့ကြတယ်1989ခုနှစ်ငဆောင်ချမ်းတိုက်ပွဲမှာပကံရဲ့စင်းတပ်တွေဟာမွန်ဂိုမြင်းတပ်တွေနဲ့ရင်းဆိုင်ခဲ့ရပါတယ်ခဏတာတော့ဒီတတော်ဝါကြီးတွေကအနိုင်ရတော့မလို့ဖြစ်ခဲ့ပါတယ်မွန်ဂိုမြင်းတွေဟာစင်တွေကိုကြောက်ပြီးစစ်ကြောင်းဖြတ်ခါဆုတ်ခွာသွားခဲ့လို့ပါဒါပေမဲ့မွန်ဂိုများသမားတွေဟာမြင်းဘောကစင်အခြေအနေကိုထိမ့်ပြီးကောင်းကင်ရန်တစ်ခုလုံးများတွေနဲ့ပြစ်ခတ်ခဲ့ကြတယ်စင်တွေထိတ်လန့်တုန်လှုပ်သွားပြီးပကံစစ်ကြောင်းတွေပြိုလဲသွားခဲ့ပါတော့တယ်ပကံမာတို့ဖျားเจ้าကန်ဒီဟာနေရောင်အောက်မှာတိတ်ဆိတ်ငြိမ်သက်ပြီးရွှေရောင်တောက်နေဆဲပါရဟန်းတွေပရိရွတ်နေကြတယ်အမွှေးတိုင်တွေထွန်းညီနေတုံးပဲခမင်းကြီးရဲ့တမန်တွေကိုတတ်ပြီးဒီကပ်ပေးကိုဖိတ်ခေါ်ခဲ့တဲ့ဘရင်ဟာသူ့မျိုးတော်အတွက်မတိုက်ခိုက်ပဲတောင်ဘက်စီကိုထပ်ပြေးသွားခဲ့တယ်လို့ဆိုကြပါတယ်ဒီဆောက်ဖို့နှစ်ပေါင်း240ကြာခဲ့တဲ့မျိုးတော်ကြီးဟာသူ့ကိုကာကွယ်ရမယ်ဘရင်ကိုယ်တိုင်ကစွန့်ခွာသွားတာကိုခံခဲ့ရပါတယ်1289ခုနှစ်မှာတော့မွန်ဂိုစစ်တပ်တွေပကံသေးကိုဝင်ရောက်လာခဲ့ပါတယ်သူတို့ဘာတွေကိုမြင်ခဲ့ရမလဲဆိုတာမြင်ရောက်ကြည့်လိုက်ပါဖုံထားနေတဲ့လွင်ပြင်းကျဲကြီးပေါ်မှာထောင်းနဲ့ချီတဲ့ဖျားပထိုးတွေနဲ့ဖုံကြီးချောင်းတွေမြင်တက်နေတာကိုပေါ့ရွှေချထားတဲ့စီရီတွေကအလင်းရောင်ကိုပြန်ဟပ်နေတယ်။နိုင်ငံတွေပေါ်မှာလည်းဘုဒ္ဓဝင်ဇတ်တော်တွေကိုအနုစိတ်ရေးဆွဲထားတဲ့ပန်းချီတွေကိုမြင်တွေ့ရမှာပါ။အဝေးကနေကြည့်တယ်ဒီမြို့ကြီးဟာနတ်ဖျားတဲ့ဖန်ဆင်းထားတဲ့အိမ်မတစ်ခုလိုပါပဲ။အဲ့ဒီမြို့ကြီးဟာကာကွယ်မဲ့သူလုံးဝနေပါမရှိတော့ပါဘူး။ကြီးကျယ်တဲ့ခုခံစစ်တွေလည်းမရှိခဲ့ဘူး။သူရဲကောင်းဆန်ဆန်တိုက်ပွဲဝင်တာမျိုးလည်းမရှိခဲ့ပါဘူး။ရာစုနဲ့ချီပြီးအလုံးအကျွမ်းဖျားတီခဲရဲ့စီဝါကြီးပြက်ကကြောင်းခုခံဖို့အတွက်အလုံးလုံးနိုင်တဲ့စစ်တပ်ဆိုလာမကြံတော့လို့ပါပဲ။ပကံနိုင်ငံတော်ဟာတခဏချင်းမှာပြိုလဲသွားတာမဟုတ်ပါဘူး။
မြစ်ထဲကယုံထွက်လာတဲ့ရွှင်စေးတွေမြစ်ထဲကိုပဲပြန်ပြီးပျော်ဝင်းသွားသလိုမျိုးတဖြည်းဖြည်းချင်းအည်ပျော်သွားခဲ့တာပါ ကူပလိုင်ခန်ကိုရဲရဲဝံ့ဝံ့စိန်ခိုခဲ့တဲ့နေရတာတိဟပတိဟာနောက်ပိုင်းမှာသူ့သားအရင်ရဲ့အစိတ်ခတ်တာကိုခံခဲ့ရပါတယ်မြမသမိုင်းမှာသူ့ကိုတရုတ်ပြေးမင်းဆိုတဲ့အမည်နဲ့မှတ်တမ်းတင်ထားကြပါတယ်ပကန်းဟာအရင်လိုဘယ်တော့မှပြန်မဖြစ်လာတော့ပါဘူးမွန်ဂိုတွေကလည်းတိတ်မကြခင်မှာပဲပြန်ထွက်သွားခဲ့ကြတယ်ဘာလို့လဲဆိုတော့ဒီဒေတာဟာသူတို့အတွက်မဟာဗျူဟာအရာတိတ်တန်ဖို့မရှိလို့ပါ ဒါပေမဲ့ပကန်းနိုင်ငံတော်ဟာဘယ်တော့မှနာလန်မထူနိုင်တော့ပါဘူးမြို့တော်ကြီးကိုယဟန်တန်ဃာတွေအတိတ်ကအမတ်တရားတွေနဲ့တောတောင်တွေရဲ့ဝါမျိုးမှုတွေထဲမှာပဲထားရစ်ထဲပါတော့ဒီဖျားပေါင်း1000တီဟဲတယ်အင်ပါယာကြီးတစ်ခုဆုံးရှုံးခဲ့ရတယ်နောက်ဆုံးမှာကြံရစ်ခဲတာကတော့ကြောက်စာတွေတိတ်ဆိတ်မိုးတွေနဲ့အဲ့ဒီတိတ်ဆိတ်မိုးတွေကနေထွက်ပေါ်လာတဲ့မိကုန်းတွေပါပဲဒီနေ့ခေတ်မှာတော့ပကံလွင်ပြင်းမှာဖျားပေါင်း2200ခန့်ကြန့်ရှိနေပါသေးတယ်နလျန်တန်းတွေရာစုနဲ့ချီရဲ့ယာသီဥတုတန်းတွေနဲ့ရှေးအောင်ပစ္စည်းခိုးယူသူတွေရဲ့တန်းတွေကိုခံခဲ့ရပေမဲ့ပစ္စည်းနေတဲ့ကြားကပဲပကံဟာကဘာပေါ်မှာအံ့အားသင့်စရာအကောင်းဆုံးတရားတစ်ခုဖြစ်နေစေပါတယ် UNESCO က2019ခုနှစ်မှာကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခဲ့ပါတယ်။နှစ်စဉ်ကမ္ဘာလက်ခရီးတွေထောင်ပေါင်းများစွာလာရောက်ကြပါတယ်။နေထွက်အချိန်မှာမိုးပြန်ပူဖောင်းတွေနဲ့ဖျားတွေပေါ်ကနေဖြတ်တန်းကြည့်ရှုတာမျိုးရှေးဟောင်းအလင်းရောင်တွေဖျားချနေတဲ့ကျင်းမြောင်းတဲ့လွင်ကူးပတ်လန်းတွေထဲမှာလမ်းလျှောက်တာမျိုးတွေပေါ့ ဒါပေမဲ့ပကံဟာလာပတဲ့တပ်ပုံလေးထဲပိုးတဲ့အရာတစ်ခုကိုကျွန်တော်တို့ကိုတင်ပေးနေပါတယ် ဒါဟာကျွန်တော်တို့အတန်ဖိုးထားဆုံးအရာတွေကပဲကျွန်တော်တို့ကိုဘယ်လိုမျိုးတိတ်တဆိတ်ပြန်ဖြစ်စီနိုင်တယ်လဲဆိုတဲ့အကြောင်းပါပဲ ပကံဘယင်းဟာဖောက်ပြန်တဲ့သူတွေမဟုတ်ကြပါဘူးသူတို့ကရက်စက်တာမျိုးပြင်းရတာမျိုးလည်းမဟုတ်ဘူးသူတို့ဟာတကယ်ကိုတရားတရားထက်တန်တဲ့သူတွေပါ ။အိုချုပ်သူတယောက်ကဖျားတိချင်းဟာအမြင့်မြတ်ဆောင်ရည်မှန်းချက်ပဲလို့သူတို့ရဲ့နှလုံးသားတစ်ခုလုံးနဲ့ယုံကြည်ခဲ့ကြသူတွေပါ။အဲ့ဒီယုံကြည်ချက်ကိုပဲနှစ်ပေါင်း950တလျှောက်လုံးအထင်းကွက်မရှိပဲတွန်းအားပေးခဲ့တာဟာအရှေ့တောင်အာရှသမိုင်းမှာအင်အားအကြီးဆုံးနိုင်ငံတော်ကြီးတစ်ခုကိုပြိုကွဲသွားစေခဲ့တာဖြစ်ပါတယ် ပညာမပါတဲ့တရားတရားဟာကုသိုလ်မဟုတ်ပါဘူးအဲ့ဒါဟာနေကွေးတဲ့ဖြစ်စီခြင်းတစ်မျိုးပါပဲပကံကဘုရားတွေဟာလူသားတွေရဲ့ရည်မှန်းချက်ယုံကြည်ချက်နဲ့အမြဲမရှိမှုတွေရဲ့ပြာရွတ်အဖြစ်ကြောက်အုပ်တွေကြားမှာဒီနေ့အထိတည်ရှိနေစေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ခမနာတို့ကိုမေးချင်တာတစ်ခုရှိပါတယ်ဒါကိုကျွန်တော်ခဏခဏစဉ်းစားမိလို့ပကံရဲ့အဖြစ်အပျက်ဟာအလွန်ဝိုင်းနေစရာကောင်းတဲ့အဖြစ်အပျက်လားဒါမှမဟုတ်အဲ့ဒီဘယင်တွေတကယ်ဖြစ်ချင်ခဲ့တဲ့အတိုင်းဖြစ်သွားတာလားသူတို့တည်ခဲ့တဲ့အရာတွေဟာအခုထိရှိနေတော့မယ်အခုထိလူတွေလာနေတော့မယ်နှစ်ပေါင်း1000ကြာတဲ့အထိလူတွေကိုမျက်ရည်ကျအောင်လုပ်နိုင်တော့မယ်လေသူတို့ရဲ့ empire ပြိုလဲသွားပြီမယ်သူတို့ရဲ့ဖျားတွေကတော့ကြံရစ်ခဲ့တယ်ပြောရရင်တနည်းအားဖြင့်သူတို့နိုင်သွားတာလေထစ်နိုင်တာပဲမို့လားခင်ဗျားတို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါအောင်ကျွန်တော်သိချင်ပါတယ်ဒီဇလန်ကခမ ्या ရဲ့စိတ်ကိုလွတ်ခတ်သွားစေတယ်ဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့ဒါဟာသမိုင်းကိုစိတ်ဝင်စားတဲ့သူတွေစီဒီ channel ရောက်သွားဖို့တကယ်ကိုအထောက်အကူဖြစ်စေလိုပါခင်ဗျာဒီကိုအသက်ရောက်လာတာဆိုရင် subscribe လုပ်ထားလိုက်ပါအပတ်တိုင်ဒီလိုဇလန်ဒီတင်ပေးနေမှာမို့နောက်တစ်ခါမှာတော့ကျွန်တော်တို့တခြားပျောက်ကွယ်သွားတဲ့ယဉ်ကျေးမှုတစ်ခုစီကိုတွားကြမယ်အဲ့ဒီယဉ်ကျေးမှုကပြိုလဲသွားယုံတင်မဟုတ်ပဲဘလောက်အထိပျောက်ကွယ်သွားတယ်လဲဆိုရင်ရာစုနှစ်ပေါင်းများစွာကြာအောင်အဲ့ဒီလိုလူမျိုးတွေတကယ်ရှိခဲ့လားဆိုတာတော့သမိုင်းပညာရှင်တွေမသိချခဲ့တဲ့အထီးပါပဲခင်ဗျာလက်လွတ်မခံခြင်းမှာတွေ့ကြပါရယ်နောက်မှပြန်တွေ့ကြမယ်